တာယာလှပတဲ့နေတာတဲ့နေ့လေးတစ်နေ့မှာမန်ဆူနဲ့သူ့မိသားစုဟာအရသာရှိတဲ့အမဲသားဟင်းနဲ့နေ့လယ်စာကိုပြပြပါပါစားနေကြပါတယ်။ဒီအသားတွေကမန်ဆူ25နှစ်ကြာသက်စာရှိအလုတ်ကျွေးပြုခဲ့တဲ့စက်ကူစက်ယုံကနေစုလာအနေနဲ့ပေးပို့လိုက်တာပါ။အာယုံကြောပိုင်းဆိုင်ရာချွေးရင်းချက်ရှိတဲ့သမီးလေးရီယုံကဆယ်လိုတီးနေပြီးဇနီးဖသူမိရီကလည်းမန်ဆူဝယ်ပေးထားတဲ့အဖိုးတန်လက်ဆောင်ကိုကြည့်ပြီးပျော်နေပါတယ်။မန်ဆူတယောက်သူ့ဘဝသူအရန်ကျေနပ်လို့မိသားစုကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပါတယ်ဒါပေမဲ့နောက်တစ်နေ့စက်ယုံရောက်တော့အခြေအနေတွေကပြောင်းပြန်ဖြစ်ကုန်ပါတယ်။စက်ယုံကိုအမေရိကန်ကုမ္ပဏီတစ်ခုကဝယ်လိုက်ပြီးဝန်ထမ်း20%ကို short ပြတော့မယ်လို့သိလိုက်ရတယ်။မန်ဆူကအလုပ်ထုတ်ခံရမယ့်စရင်ထဲမှာပါနေပါတယ်။သူအံ့ဩသွားတာကအလုပ်ဖော်တရားပြောပြချက်အရာအဲ့ဒီအဖိုးတန်အမဲသားလက်ဆောင်ဟာအလုပ်ထုတ်ခံရတဲ့သူတွေကိုပဲနှုတ်ဆက်လက်ဆောင်ဖြစ်ပေးခဲ့တာဆိုတာပါပဲ။မန်ဆူတယောက်မိသားစုကိုအတိမပေးပဲအလုပ်လက်မဲ့တွေအတွက်လုပ်ပြီးအားပေးကူညီရဲ့အဖွဲ့အစည်းတွားခဲ့ပါတယ်။အဲ့ဒီမှာသူတို့ကိုစိတ်ဓာတ်ခွန်အားပေးရဲ့ကျင့်စဉ်တွေလုပ်ပြီးမှမိရီကိုဖုံးဆက်ပြီးအလုပ်ပြုတ်တောင်းကြောင်းဝန်ခံလိုက်ပါတယ်။ဒါပေမဲ့3လအတွင်းအလုပ်ပြန်ရအောင်လုပ်ပါမယ်လို့ကြေညာ3လကြာသွားတဲ့အခါမှာတော့မန်ဆူဟာလစာနေပြီးအလုပ်ချိန်ဆိုးသွားတဲ့လက်လိအယောင်ဆိုင်တစ်ခုမှာအလုပ်လုပ်နေရပါတယ်။သူဟာနေမကောင်းဖြစ်နေပေမဲ့လည်းပတ်စံကုန်မဆိုလို့ဆရာဝန်စီမသွားပဲတောင်းခံနေလိုက်ပါတယ်။ဒီနေ့မှာတော့တငယ်ချင်းဖြစ်သူကအလုပ်အင်တာဗျူးတစ်ခုစီစဉ်ပေးလို့ဆိုင်ကနေစောစောပြန်ကိုခွင့်တောင်းရကနေအလုပ်ထုတ်ခံလိုက်ရပြန်တယ်။အလုပ်ကနေထွက်ရတဲ့အခါယူနီဖောင်းကိုပါပြန်ပေးရလို့အတွင်းကပေါင်းပြီးပဲပါပြီးလမ်းမပေါ်ရောက်သွားခဲ့ပါတယ်။အင်တာဗျူးသွားတဲ့အခါကိုယ့်ရဲ့အားနည်းချက်ကဘာလဲဆိုတဲ့မေးခွန်းကိုမန်ဆူကကျွန်တော်ကဘသူ့ကိုမှမငင်းရဘူးလို့ဖြေခဲ့တဲ့အတွက်အင်တာဗျူးကြရှုံးသွားပါတယ်။တစ်ဖက်မှာလည်းအင်းရဲ့အရေးကြားပေးချင်မှုတွေကနောက်ကျနေပြီးအိမ်သိမ်းခံရမယ့်အန်ဒီရဲ့နဲ့ရင်ဆိုင်နေရပါတယ်။မီကတော့သွားစိတ်ခန့်တစ်ခုမှအလုပ်ရသွားပြီးအင်ကခွေးတွေကိုတောင်အဖိုးဖွားတွေစီခတ်တာပို့ထားလိုက်ရပါတယ်။အခြေအနေတွေကအရန်ဆူလာတဲ့အထိမန်ဆူဟာအင်ကိုမရောက်ချင်ပဲစွတ်ဖက်တွေ့ထားပါတယ်။နောက်ထပ်အလုပ်အင်တာဗျူးတစ်ခုကြာရှုံးတဲ့အခါမှာတော့မန်ဆူဟာအလုပ်ရှင်ကိုအင်္ဂါရှိမှာပိတ်ပင်ပြီးဒူးတော်ငိုယိုအတနာခံပါတော့တယ်။အဲ့ဒီမှာကုမ္ပဏီကမန်နေဂျာဆောင်ချိုကမန်ဆူကိုတွန်းထုတ်ပြီးတိုက်ခါရှိနေကိုပြောခဲ့ပါတယ်။အဲ့ဒီညမှာမန်ဆူဟာဆောင်ချိုရဲ့ဗီဒီယိုတွေကိုကြည့်ရင်သူဟာအရန်အောင်မြင်တဲ့ influencer တယောက်ဆိုတာသိသွားပါတယ်။ဇနီးဖြစ်သူမိရီကလည်းဒီလိုအလုပ်မျိုးကမန်ဆူနဲ့တင့်တော်တယ်။ဆောင်ချိုသာမိုးချုပ်ပြီးခံရရင်ကောင်းပါပဲလို့နောက်ပြောင်ပြောဆိုရကနေမန်ဆူရဲ့ခေါင်းထဲမှာအကြံစီတစ်ခုပေါ်လာပါတယ်မန်ဆူဟာစောင်းချိုကိုလူမသိအောင်လှုပ်ကြံဖို့စ조사ပေမဲ့ပြိုင်ဘက်တွေကများလွန်းတာကြောင့်ဒါကမလွယ်ဘူးဆိုတာနားလည်သွားပါတယ်။ဒါကြောင့်သူဟာရှက်ကူလုပ်ငန်းမဂ္ဂဇင်းမှာအလုပ်ခေါ်စာအတူတကူတင်လိုက်ပါတယ်။ရည်ရွယ်ချက်ကတော့သူ့တဲ့အရေးချင်းသားတဲ့ပြိုင်ဘက်တွေကိုဖယ်ရှားဖို့ပါ။နောက်ဆုံးမှာဘုံမွန်နဲ့ရှီကျိုဆိုတဲ့လူနှစ်ယောက်ပဲကြံပါတော့တယ်။မန်ဆူဟာသူ့ဖေစီကစစ်မြေပြင်သုံးတနက်အစ်စ်ကိုယူပြီးအကြံစီစတင်ပါတော့တယ်။ပထမဆုံးသူကဘုံမိုစီတွားချောင်းပါတယ်။ဘုံမိုရဲ့ဇနီးအာရယာမှာဖောက်ပြန်နေတဲ့ချစ်သူရှိတာကိုမြင်သွားပါတယ်။မန်ဆူဟာအလုပ်အင်တာဗျူးခေါ်တဲ့ပုံစံမျိုးနဲ့ဘုံမိုကိုအိမ်ကနေထွက်လာအောင်လုပ်ပါတယ်။ဒါပေမဲ့မထင်မှတ်ပဲဘုံမုံနဲ့အာရယာတို့ရရန်သွားတဲ့မှာမန်ဆူပါသွားပြီးတနက်မတော်တဆထွန်းထွက်သွားရကနေဘုံမုံကိုထိသွားပါတယ်။ရုံးရင်းဆန်ကတ်ဖင်းနဲ့အာရယာကတနက်ကိုကောက်ကင်ပြီးမန်ဆူကိုပြစ်ဖို့စ조사ပေမဲ့ဘုံမုံကိုပဲမပြစ်မိပြီးဘုံမုံထိဆုံးသွားပါတယ်။မန်ဆူလည်းကြောက်လန့်တကြားထွက်ပြေးခဲ့ရပါတယ်။မန်ဆူဟာဒုတိယပြိုင်ဘက်ရှီဂျိုးစီကိုတည်သွားပါတယ်။ရှီဂျိုးကလည်းသူ့လိုပဲမိသားစုအတွက်စ조사နေရတဲ့သူဆိုတာသိတော့စိတ်မကောင်းဖြစ်မိပေမဲ့သူ့ဘဝရှစ်တန်ဖို့အတွက်ရှီဂျိုးကိုလည်းတက်ပစ်လိုက်ပါတယ်။အဲဒီနောက်မှာအလောင်းကိုအိမ်နောက်ဖေးကဖန်လုံအိမ်ထဲမှာမြုပ်ဖို့စ조사ပါတယ်။ဒါပေမဲ့သူ့သားဖြစ်သူရှီယွန်ကဒါကိုမြင်သွားခဲ့ပါတယ်။ရဲတွေကဘုံမုံနဲ့ရှီဂျိုးပျောက်ဆုံးနေမှုတဲ့မန်ဆူစီရောက်လာပါတယ်။မန်ဆူကသူတို့တည်သွားပြီလို့ပြောမိတဲ့အတွက်ရဲတွေကထန်တရားကိုလာပါတယ်။တစ်ဖက်မှာလည်းမိဘီကမန်ဆူရဲ့တနက်အတုကိုတွေ့ပြီးဗန်းညံတွေကအလောင်းကိုတူးဖော်မိသွားပါတယ်။နောက်ဆုံးမှာတော့မန်ဆူဟာမန်နေဂျာဆောင်ဂျိုးစီထွားပါတယ်။ဆောင်ဂျိုးကိုအရက်မူးအောင်တိုက်ပြီးသူ့ကိုအလောက်ခန့်ဖူနားချပါတယ်။ဒါပေမဲ့ဆောင်ဂျိုးကကုမ္ပဏီပတ်စံခိုးထားတာကိုမန်ဆူကရိပ်မိတယ်လို့ပြောလိုက်တော့အခြေအနေတွေတင်းမာသွားပါတယ်။မန်ဆူဟာဆောင်ဂျိုးကိုပါတက်ပစ်လိုက်ပြီးအစာနေပြီးတည်သွားတဲ့ပုံစံမျိုးနဲ့အကွက်စင်ထားလိုက်ပါတယ်။ဇာသိမ်းမှာတော့မန်ဆူဟာဆောင်ချိုးရဲ့ယာရုသွားအောင်မင်းအင်တာဗျူးဖိနိုင်ခဲ့ပါတယ်။မီရီကလည်းခွေးတွေကိုပြန်ခေါ်လာပြီးအိမ်အတွက်ပတ်ဆိုင်ပြီးပေးလိုက်နိုင်ပါတယ်။ရဲတွေကလည်းဘုံမူဟာရှီချိုးကိုတက်ပြီးတနက်နဲ့အတူထွက်ပြေးသွားတယ်လို့ပဲထင်သွားကြပါတယ်။ဒီလိုနဲ့မန်ဆူဟာလူသူမရှိတဲ့စက်ယုံကြီးထဲမှာတယောက်တည်းအောင်ခွဲခံရင်သူ့ရဲ့အလက်တစ်ကိုစတင်ရင်ဒီနေရာမှာပဲဇလန်လေးကအဆုံးသတ်ပေးလိုက်ပါတော့တယ်။ဟုတ်ကဲ့အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဇလန်လေးတွေကိုအမြဲမပြတ်ကြည့်လို့ရအောင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးထားခဲ့ကြပါအောင်ဗျာ။